ဆာလချာအခန်းကြီး7အခန်းငယ်1မတရားသောသူတို့သည်တဘောဖြောက်သောသူတို့ကိုမထင်ရှားပြအပ်သောငါလေးကိုတင်၍လေးညိုးပေါ်မှမြားကိုပင်ကြ၏အမြင့်တကယ်တို့သည်ပြက်လင်ဖြောက်မသောသူသည်အဘေတို့ပြုနိုင်သည်ငါဝိညာဉ်အားတင်းငစ်တကယ်တို့ကိုနေရတောင်ပေါ်တို့ပြေးချေဟုအဘေကြောင့်ပြောကြသည်ထာဝရဘုရားသည်ငါခိုလုံရာဖြစ်တော်မူ၏ထာဝရဘုရားသည်တန်ရှင်တော်ဘိမာတော်၌ရှိတော်မူ၏ထာဝရဘုရား၏ပလင်တော်သည်ကောင်းကင်ပေါ်မှတည်၏မျက်စိတော်သည်ကြည့်ရှု၍မြစ်ခါတော်သည်လူသားတို့ကိုစစ်တော်မူ၏ထာဝရဘုရားသည်ဖြောင့်မတ်သောသူကိုစုံစမ်းတော်မူ၏မတရားသောသူတို့နှင့်လူယူဖြက်စီးလူသောသူတို့ကိုဝိညာဉ်တို့သည်မုန်းတော်မူ၏မတရားသောသူတို့အပေါ်မှာတောက်တော်မီးခဲကန့်နှင့်ရိုးတော်မီးရှံပူလောင်တော်မုန်တိုင်းကိုတက်ရောက်စေ၍သူတို့တောက်เสียဖို့စိတ်ငြိမ်တော်မူမည်တရားသဖြင့်ပြုတော်မူသောထာဝရဘုရားသည်တရားသောအမှုကိုနှစ်သက်၍တဘောဖြောက်သောသူကိုမျက်နှာပြုတော်မူ၏စာလချာအခန်းကြီး7အခန်းငယ်1အိုထာဝရဘုရားကယ်တင်တော်မူပါသူတို့ကောင်းမျိုးသည်ပြည့်၍တစ္ဆာရှိသောလူမျိုးသည်လူသားတို့တွင်ကွယ်ပြောက်ပါ၏အိနိချတို့သည်တဦးကိုတဦးမုတ္တသုံး၍ချုံမို့သောနှုတ်ခမ်းနှခွသောစိတ်နှင့်ပြောတတ်ကြပါ၏ငါသည်ကိုရှာအားဖြင့်နိုင်မည်ကိုနှုတ်ခမ်းသည်ကိုအမှုကိုစောင့်လိမ့်မည်ငါတို့၏သခင်ကအဘိတုနီဟုပြောဆိုသောသူတို့၏ချိုးမို့သောနှုတ်ခမ်းနှင့်ဝါကြွားသောရှာရှိသမျှတို့ကိုထာဝရဘုရားသည်ဖြတ်တော်မူမည်စီတော်သူသည်ခံရသောညီစေခြင်းငတ်မှုသောသူ၏ငိုကြွေးခြင်းကြောင့်ယခုငါထမည်ကိရချင်းကိုခံရသောသူအားချမ်းသာပေးမည်ဟုထာဝရဘုရားမိန့်တော်မူ၏ထာဝရဘုရားမိန့်တော်မူချက်တို့သည်တန်ရှင်းခြင်းရှိ၍မြေနှင့်ကင်းစင်စေခြင်းကငါမှိုက်၍ခုနှစ်ကျင်းစစ်တော်ငွေကဲတို့ဖြစ်ကြ၏အိုထာဝရဘုရားကိုရိုဒီသူတို့ကိုဤလူမျိုးမှအစဉ်ကွေကဆောင်မတော်မူမည်ဆိုးရသောသူတို့သည်ချင်းမြောက်ခြင်းကိုရောက်ဒီကာလမတရားသောသူတို့သည်အယယလေးလေရသောအခွင့်ရှိကြ၏ဆာလချာအခန်းကြီး7အခန်းငယ်1အိုထာဝရဘုရားကျွန်ုပ်ကိုအရှင်းမမတ်ပဲအဘေမြကာလပတ်လိုမင်းရော့တော်မူမည်နီအဘေမြကာလပတ်လိုမျက်နှာတို့ကိုပွေထားတော်မူမည်နီကျွန်ုပ်ဒီအစီဝမ်းနေလျက်အဘေမြကာလပတ်လိုတွေးတိုးသောစိတ်ရှိရပါမည်နီကျွန်ုပ်ရသူဒီအဘေမြကာလပတ်လိုကျွန်ုပ်ကိုအုပ်ဆိုးရပါမည်နီကျွန်ုပ်ရဲ့ဘုရားသခင်ထာဝရဘုရားကျွန်ုပ်စကားကိုမျက်နှာပြု၍နားထောင်တော်မူပါကျွန်ုပ်မျက်စိကိုလင်းစေတော်မူပါသို့မဟုတ်လေအသေးအေးပြုတ်ခြင်းတို့ရောက်ရပါမည်ကျွန်ုပ်၏ရန်သူကငါနိုင်ပြီဟုဆို၍ကျွန်ုပ်ကိုနှောက်ရှက်သောသူတို့သည်ကျွန်ုပ်လှုပ်ရှားသည်ကိုဝမ်းမြောက်ကြပါလိမ့်မည်ကျွန်ုပ်သည်ဂယုဏကိုယုံကြည်ပါ၏ကေတင်တော်မူခြင်းအရာ၌နှလုံးရွှင်လန်းပါလိမ့်မည်ကျွန်ုပ်ကျေးဇူးပြုတော်မူသောကြောင့်ကျွန်ုပ်၌ကျေးဇူးပြုတော်မူသောကြောင့်ထာဝရဘုရားကိုထောမနာသခြင်းဆိုပါမည်ဇာလံကျမ်းအခန်းကြီး14အခန်းငယ်1ဘုရားသခင်မရှိဟုမိုက်တော်သူသည်ထင်တတ်၏သူတို့သည်ဆွေးမြေ့ယူရွေး၍စိတ်ဆုပ်ဖွယ်သောအမှုကိုပြုတတ်ကြ၏ကောင်းသောအမှုကိုပြုတော်သူတယောက်မျှမရှိနားလေတော်သူဘုရားသခင်ကိုရှာတော်သူတဆုံတယောက်ရှိသည်မရှိသည်ကိုတိမြင်ခြင်းကထာဝရဘုရားသည်ကောင်းကင်ဘုံကလူသားတို့ကိုငုံရွက်ကြည့်ရှုတော်မူ၏လူပေါင်းတို့သည်လမ်းလွှဲကြပြီးတညီတညွတ်သေးဆွေးမြေ့ယူရွေးခြင်းရှိကြ၏ကောင်းသောအကျင့်ကိုကျင့်တော်သူမရှိတယောက်မျှမရှိမုတ်ကိုစားတကယ်တော့ငါ၏လူတို့ကိုကြိုက်စား၍
ထာဝရဘုရားကိုပတ္ထနာမပြုတော့အဓမ္မလိုအပေါင်းတို့သည်မတိဘဲနေရကြသလိုတို့ဖြစ်၍အလိုကြောက်လန့်ကြလိမ့်မည်အကြောင်းမူကားဘုရားသခင်သည်ဖြောင့်မတ်သောလူမျိုးပေး၌ရှိတော်မူ၏နေချလျာရှိသောသူသည်ထာဝရဘုရားကိုခိုလိုသောကြောင့်တင်းတို့သည်သူ၏အကြံအစင်ကိုအရှိကွေးစေကြ၏ဣဒီလအမျိုးကိုကေတင်ချင်းကျေးဇူးတို့သည်ဇေဥတောင်ပေါ်မှာပို့ထူးပါစေတော့တိမ်တော်ချင်းကိုခံရသောလူမျိုးတို့ကိုတဖန်ထာဝရဘုရားသည်ဆောင်ခဲ့တော်မူသောအခါယာကုပ်သည်ဝမ်းမြောက်ခြင်းဣဒီလသည်လည်းရွှေလန်းခြင်းရှိလိမ့်မည်ဆာလံချခန်းကြီး15အခန်းငယ်1အိုထာဝရဘုရားတေးတော်၌အဘိတုတီတေးရပါမည်နီတန်ရှင်တို့တောင်ပေါ်မှာအဘိတုဒီနေရပါမည်နီဟုမူကားဖြောင့်မတ်သောအချင်းတရားတော်အမှုကိုပြုကျင့်၍တရားစကားကိုစက်နှလုံးပါလျက်ပြောထတော်သူတစ်ပါးဤအတရေကိုပြည့်တည်ခြင်းကပြောဆိုခြင်းကိုယ်နဲ့ဆက်ဆံသောသူ၏အကျိုးကိုပြစ်မှားခြင်းကိုယ်နဲ့ဆက်ဆံသောသူကိုလည်းကင်းရဲ့ခြင်းကိုရှောင်ထတော်ဆိုးရသောသူကိုအယုတ်ဟိုရဲ့ထင်မှလျက်ထာဝရဘုရားအားကြောက်ရွံ့သောသူကိုယူသေးထတော်ကိုအကျိုးပြည့်ရတော်လဲကိုအကျင့်ကိုကျေဆုံသောတစ္ဆာဂတိကိုမဖြတ်ကိုငွေကိုခြေ၍အတိုးမယူအပြစ်မရှိသောသူ၏တပိတ်မှတစုကိုမခံဘဲကျင့်တော်သူသည်လှုပ်ရှားခြင်းနဲ့အစဉ်အမြဲကင်းလို့လိမ့်မည်တည်း